ရင်တုန်းကဇလန်းလေးကိုကျွန်တော်အခုပြောပြမယ်သူက10တန်းကျောင်းသူကျွန်တော်ကစကောစကိုင်ပဲတိတ်ချမီတာပေါ့မကချောလာတယ်ဒီကောင်လေးရင်ထဲမှာဘာတွေရှိလဲပြောပြမယ်အဲ့တုန်းကမဖို့ရတာတနေ့မှ250သာဒါပေမဲ့မနှမျောပါဘူးနေတိုင်းပန်းနေသွားဝယ်ကဒီလိုတွေကျွန်တော်ပေးတော့တကယ်ချင်းတွေကဟားတယ်ဗျမြစ်ချစ်တဲ့ကောင်မလေးကဒါတွေကြက်မလားစားတယ်ကွာနားလဲတာနားမလဲတာတွေကျွန်တော်ကောင်းမှမစင်စားအဲ့တုန်းကမကမင်းသမီးဆိုကျွန်တော်ကမင်းသားကျောင်းစာကိုတွင်းသားမှာမရဲ့နာမည်တွေရေးသားကလူကတော့ကလေးကလားပါရင်ခုန်တန်တော့လေးထားပါတွေးထားတာစိတ်ကူးတွေအများကြီးတွေးထားတာတနေ့မှာပေါက်ဖက်ကြမယ်မနဲ့ဒီလိုဘေးနားမခွာနေမသွားပါရင်ခုန်တန်နေမသွားပါဒါမှအတွက်ရေးဆက်ထားရဲ့ကျွန်တော်ရဲ့ရင်ခုန်တေးသွားကြဗျာမလို့ခေါ်နေရဲ့လေကျွန်တော်ကိုရှော့ရှော့နေပြီးပျော်ပျော်နေစေပဲမလို့ခေါ်နေရဲ့လေကျွန်တော်ကိုရှော့ရှော့နေပြီးပျော်ပျော်နေစေဒီလိုနဲ့ချိန်လေးကုန်းဆုံးတွေရသည်ကိုရောက်လာတယ်မကတော့ဂုံတူးပါလို့ပျော်ရွှင်ကနေတော့ပါရဲ့ကြောက်ကြောက်စရာပဲတက္ကသိုလ်ကျောင်းကိုရောက်တာနဲ့ကျွန်တော်ကိုမေးသွားမှလားစိုးရိမ်စိတ်တွေကဖောက်လာခဲ့မတော့ကောင်းပါတယ်ကြောက်စိတ်တော့ပဲကောင်းပါမလဲဒီချိန်ဆိုကျောင်းလာတယ်မပုံရိပ်တွေကောင်းပါဆွဲဟိုဟောင်းလာလဲကျွန်တော်ရဲ့စိတ်တွေမပြောင်းပါမြဲတနေ့မှပြန်ဆုံဖို့ကိုမြဲတဲ့ကျွန်တော်ဆူတောင်းပါရဲ့တော့ဖို့ကြိုးစားတယ်တကယ်လက်တွေဖြစ်လာဖို့အားလုံးကဝိုင်းပြောကြတယ်မင်းသက်ဒီမရှိဘူးတဲ့ကျွန်တော်ညာအိမ်ဖို့မလွယ်မကြောင်တွေသာကြည့်ဆိုအားလုံးလည်းရိမ်ပြီးတော့မယ်မကတော့နေနိုင်စေရဲ့မရဲ့ပြေးတာရှိချင်တဲ့ကောင်းလေးပါမကခုတိကျွန်တော်ကိုလေးမောင်းလေးထားတာဒါနေနေတာယူတမီတဲ့ချစ်ကိုလေးမလောက်ချေကွာမရဲ့တွေ့ကမြင်နေမကောင်းလေးဟာစိတ်ကစားတာဒါမျိုးများမြင်နေမလားမလို့ခေါ်နေရဲ့လေကျွန်တော်ကိုရှော့ရှော့နေပြီးပျော်ပျော်နေစေပဲမလို့ခေါ်နေရဲ့လေကျွန်တော်ကိုရှော့ရှော့နေပြီးပျော်ပျော်နေစေမလို့ကျွန်တော်မေးပါပြီလားမေးချင်တယ်မရဲ့ဖြစ်နိုင်ခဏလောက်ဖြစ်တွေ့ချင်တယ်မရဲ့ကျွန်တော်မေးသွားပြီလားမေးချင်တယ်မရဲ့ကျွန်တော်ကတော့ရှိနေသေးပါဘူးရှင်ဘဝတည်း